နာဆန်အလုံးမဲ့မင်္ဂလာပါအခုတွက်စာနာတဲ့ဘုတ်ကိုထပ်ပြီးတော့ရင်ရှင်းပြပါမယ်ဒီပုံစံလေးကတော့အရင်ပုံမှန်ပုံစံရင်းနဲ့စာလို့ရှိရင်နည်းနည်းလေးခက်တယ်လို့ပြောရမှာပေါ့နော်မိကုန်းလေးကိုအရင်စဖက်ကြည့်မယ်နော်ရှာဝယ်မှုကြီးကိုစကုရုနော်နိချဝယ်မှုကြီးကိုပြုလုပ်ဖို့အတွက်တဲ့မူရှိကြီးကန်ဆိုတာကပေါင်းတဲ့အချိန်ကဂျူကောဖွန်ခခရီမဲ့15မိနစ်အချိန်ကြာတယ်တဲ့မူရှိခီနီဝဒီပေါင်းတဲ့ခွက်ထဲမှာဂျူခိုနော်ရှာဝယ်မှုကြီးကဟာအီရီမက်ချဝယ်မှုကြီး10ခုစံနေပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒီပေါင်းတဲ့ခွက်တစ်ခုထဲမှာရှာဝယ်မှုရှိ10ခုထည့်ပြီးတော့ရင်ပေါင်းလို့ရတယ်။အဲ့ဒီ10ခုလုံးကိုမှ15မိနစ်ပဲကြာတယ်ပေါ့နော်။ဂေါ်ဂျူဟာစီနင်ပွန်းတော့ရှာဝယ်မှုရှိကို50ချီရောက်စာလူအတွက်ရှာဝယ်မှုရှိကိုစုခရုနိဝပြုလုပ်ဖို့အတွက်နန်ဖွန်ဟီဆိုယောတက်စ်ကအချိန်ဘယ်နှမိနစ်လိုတယ်လဲဆိုပြီးတော့ရေးမိထားတာဖြစ်ပါတယ်။အောက်မှာ EBCD ဆိုပြီးတော့ရင်အဖြေလေးခုပေးထားတယ်ပေါ့နော်။အဲ့တော့မိကွန်းလေးကိုပြင်ကြည့်မယ်ဆိုလို့ရှိရင်မိကွန်းမှာကဝါဒစီလိုတည်ထားတာကစဝယ်မူစီပေါင်းမယ်ဆိုလို့ချင်းရင်တစ်ချိန်ကို15မိနစ်အချိန်ကြာတယ်။အဲ့ဒီမူစီကိပေါင်းတဲ့ခွက်ထဲမှာစဝယ်မူစီ10ခုထည့်ပေါင်းလို့ရတယ်။အဲ့ဒီဟာဝါဒစီလိုတည်ထားတယ်ပေါ့နော်။အခုစပြီးတော့တွက်ကြည့်ပါမယ်။ဒီလိုတည်ထားတာကတစ်ချိန်ပေါင်းမယ်ဆိုလို့ရှိရင်15မိနစ်အချိန်ကြာမယ်15မိနစ်အချိန်ကြာမယ်နောက်တစ်ခုထပ်တည်ထားတာကမူရှိကိတစ်ခွက်ကိုချဝယ်မူရှိ10ခုထည့်ပေါင်းလို့ရတယ်မိကုန်းကချဝယ်မှုရှိ50ချစ်ခုဆိုလို့ရှိရင်အချိန်ဘယ်လောက်ကြာမလဲဆိုပြီးတော့မိနစ်ကိုမေးတယ်ပေါ့နော်အဲ့တော့ဝါတာကြီးတို့ကအချိန်ရေတွက်ကိုသိမယ်ဆိုလို့ရှိရင်မိနစ်အချိန်ကတွဲရတာလွယ်သွားမယ်ဒါကြောင့်မို့လို့ဒီ50ချစ်ခုဆိုလို့ရှိရင်အချိန်ဘယ်နှခါဘယ်နှကြိမ်ပေါ့နော်ဘယ်နှကြိမ်ပေါင်းရမလဲဆိုတာကိုအရင်ဆုံးခြံရပါမယ်အဲ့တော့သိထားတာကတစ်ကြိမ်မှာ10ခုထည့်ပေါင်းလို့ရတယ်50ချစ်ခုဆိုရင်ဘယ်နှကြိမ်နဲ့သိချင်တာဖြစ်တဲ့အတွက်50ချစ်ကို10နဲ့စားလိုက်ပြီဆိုလို့ရှိရင်50ချစ်ခုကိုပေါင်းရမယ်အကြိမ်ကြီးအတွက်ထွက်လာပါတယ်အဲ့တော့50ချစ်ကို10နဲ့စားတော့ရင်9.8ကြိမ်50ချစ်ခုဆိုရင်9.8ကြိမ်ပေါင်းရမယ်အဲ့တော့ရှေ့ကိုတစ်တိုးလိုက်တော့6ကြိမ်ပဲပြောပါတော့နော်50ချစ်ခုဆိုလို့ရှိရင်စုစုပေါင်း6ကြိမ်ပေါင်းရမယ်တိထားတာကတစ်ကြိမ်မှာ15မိနစ်15မိနစ်အချိန်ကြာရလို့သိထားတယ်6ကြိမ်မှာဆိုလို့ရှိရင်ဘယ်နှမိနစ်ကြာလဲသိချင်ရင်6နဲ့15နဲ့မြောက်လိုက်ရမယ်ပေါ့နော်ဒီရှိရအကြိမ်ကြီးအတွက်ဒီအနောက်ကမိနစ်အကြိမ်ကြီးအတွက်အဲ့တော့အကြိမ်ကြီးအတွက်နဲ့မိနစ်နဲ့မြောက်လိုက်တဲ့အခါမှာ90မိနစ်ကြာတယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်50ချဝယ်မှုရှိ50ချစ်ကူအတွက်ဆိုလို့ရှိရင်မိနစ်90ကြာပါတယ်ဒါကြောင့်အဖြေက A ဖြစ်ပါတယ်